喂，ဒီဗီဒီယိုလေးမကြော်ရနေဘူးเนาะဆိုတော့ကျွန်တော်ဒီနေ့ဘာချက်သွားမလဲဆိုတော့ဆက်လက်ဆက်မျိုးကြည့်အားပေးကြပါအောင်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကဘာချက်သွားမလဲဆိုတော့သိတင်ဒီဗီဒီယိုလေးကိုအဆုံးကြည့်လိုက်အောင်เนาะဒါကတော့ဝက်ကလီဇာတွေပါဆိုတော့ဝက်ကလီဇာကျွန်တော်တတ်စီမယ်ဝက်ကလီဇာဆိုတာအားလုံးသိကြအောင်ပါအားလုံးမြန်မာပြည်တဲကြိုက်ဝတ်တာတို့ကိုကျွန်တော်ချက်ရဖြစ်ပါတယ်ချောလေးနဲ့ချက်ပေးနေရနော်အော် sorry လိုဒီကောင်လေးပေါ်သွားလို့ဒီကောင်လေးနဲ့ဒါရီစားတော်ထားရင်နေတိုင်းထမင်းနဲ့မငတ်စီအောင်ဟင်းနဲ့မငတ်စီအောင်ကြီးသေးတယ်ဘယ်လိုလဲရုံနေမလားဝက်ကလီဇာတွေကိုတေချာရေးဆေးပြီးတော့မှပပလေးလီးပြီးတော့ပတ်ဆိုဒီမိုင်းတမန်းလို့ရိုက်ပြီးလိုက်ရဗျာဝတ်တာတို့ချက်ဖို့တပေါင်းပစ္စည်းတွေ ready ဖြစ်ပြီးစားချက်လိုက်အောင်ဗျာကဲအားလုံးပဲတန်းတော်တို့တရားရှူတင်နိုင်ရည်လေးမှာအခုတော့ဝတ်တာတို့လေးချက်ပြနေပါတယ်ချောလေးနဲ့ပေါ့ကဲသူ့ရဲ့အရာတွေပြန်နေဆိုအညာလေးနဲ့တော့ပွေးနေပြီရှယ်ပဲကျွန်တော်ဘာလို့မလဲဆိုတော့ကျွန်တော်အချင်းဆက်အောင်ဖြစ်ပါတယ်ဆိုတော့အချင်းလေးကိုဘယ်လိုဆက်မလဲဆိုတော့ချောလေးနဲ့အချင်းဆက်နေရဖြစ်ပါတယ်စားအောင်ဗျာကဲသူ့ရဲ့အချင်းရတယ်ရှယ်ပဲနော်ဒါရဲ့အနေထိုင်နူးပြီဆိုတော့ကျွန်တော်တို့ဟင်းကိုခတ်မှာဖြစ်ပါတယ်ဟိုးရှယ်ဗျာဘယ်တော့တော့ user ကောင်းလဲအခုဒီဗီဒီယိုကြည့်နေလူကြီးစားကျင်နေကြရင်လားစားကျင်နေအင်လာကြအားလုံးချက်ကျွေးမယ်နော်ဒါကတော့တန်းတော်လို့ပြန်ချက်တာတဲ့ဝရတို့လက်ရိုက်ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကျေးဇူးပါဗျာကြည့်ပေးလို့တယောက်ချင်းရအောင်တတာ